အောင်စီတို့တို့၎င်းစေတီတော်ခေါပကအဖွဲ့ရုံဖုန်းနံပါတ်399641599416တို့၎င်းစုံစမ်းမိမြန်း၍လူဒန်းနိုင်မှာကြောင်းတန်ဝေစနိယလေးဌာနခေါပကအဖွဲ့မှနိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်ထားပါတယ်ရှင်တို့တာဝန်အရေးသုံးပါပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနိုင်ငံတော်ရွှေပြည်ကိုကုန်ထုတ်လုပ်မှုအားပေးစို့နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့နိုင်ငံတော်တာယာဖို့သဘောပတ်ဝန်းကျင်ထိန်းရစို့ကျမ်းမာတော်မူကြပါစားရှင်ပြည်တွင်းသတင်းများကိုစတင်အစီအခံတင်ပြပေးမှာဖြစ်ပါတယ်ရှင်တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးအထမနေ့ကိုဒီကနေ့ဇူလိုင်14ရက်မနက်10:00 နာရီမှာနေပြည်တော်ရှိပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမမှာကျင်းပရာတက်ရောက်ခွင့်ရရှိတဲ့လွှတ်တော်ကိုယ်စားလှယ်960ရှိတဲ့အနက်950တက်ရောက်ပါတယ်အစီအစဉ်အရာဥပဒေရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦးကနိုင်ငံတော်သမ္မတကထုတ်ပြန်ထားတဲ့ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အားဆက်လက်အတည်ဖြစ်စေရေးလွှတ်တော်ရဲ့သဘောတူညီချက်ရယူရန်နဲ့ဆက်လင်းပြီးရှင်းလင်းတင်ပြပါတယ်အထက်ပါအစိုးနဲ့ဆက်လင်းပြီးဆွေးနွေးလိုတဲ့လွှတ်တော်ကိုယ်စားလှယ်ရှိပါကအမည်စရင်တင်သွင်းနိုင်ကြောင်းကြေညာပါတယ်